လာပါရှင်ဟုတ်ကဲ့မန္တလေးပေးချနေပြီးကြိုဆိုပါရအခုကတော့တာနီကတငင်ကြောက်တန်းကပဋိခတ်တရားကြောင့်ရရှိနေတာဖြစ်ပါရှင်ဆူတောင်းရင်တကယ်ပြည့်တယ်ဆိုတဲ့ရန်ကုန်ကြောက်တန်းမြို့နယ်တွေကနှစ်ပေါင်း160ကျော်ပြီဖြစ်တဲ့ပြည်လက်ခတ်ဟိန္ဒူဘုရားကျောင်းကတော့၃မျိုးရှိပါတယ်။တာတော်ကျောင်း၊မေတော်ကျောင်းနဲ့ကွင်းပိုင်ကြီးကျောင်းဆိုပြီး၃ကျောင်းရှိပါတယ်ရှင်။ဘုရားကျောင်းသမိုင်းလေးကိုမျှဝေရမယ်ဆိုရင်တော့1860ခုနှစ်တုန်းကအိန္ဒိယနွယ်ဘွားတမင်းလူမျိုးလေသမားတွေကနေပြီးတော့ပြည်လက်ခတ်ဆိုတဲ့ရွာမှာလာရောက်ပြီးတော့အခြေချကြတယ်တဲ့။ခြုံတွေတောထားနေတဲ့အပင်ရိုင်းတွေကိုခုတ်ထွင်ရှင်းလင်းစိုက်ပျိုးရေးလုပ်ကြရင်းနဲ့လေသမားကြီးပုခုစာမီဆိုသူကနေပြီးတော့အခုဖျားเจ้าတည်ထားတဲ့နေရာမှာညောင်မင်းကြီးတပင်နဲ့မွေးတကောင်ရှိတယ်ဖျားရှိတယ်เจ้าဆောက်လူတန်းစီခြင်းနဲ့ဆိုတဲ့ထူးဆန်းတဲ့အိမ်မက်ကိုရရှိတယ်ဒါကြောင့်မို့လို့ခြုံတွေကိုရှင်းလင်းပြီးတော့ညောင်မင်းကြီးနဲ့မွေးတကောင်တွေ့လိုက်တော့ဖျားเจ้าကိုဆောက်လုပ်ပြီးတော့ကိုးကွယ်ခဲ့တာတဲ့ဆက်စားခြင်းတော့တနည်းမိုးတဲ့ကြောင်းဖြစ်ပြီးတော့အခုမြင်နေရတာကတော့2003ခုနှစ်နောက်ပိုင်းမှာအုံမြင့်ချပြီးတိစောက်ခဲ့လို့သိရှိရပါတယ်ရှင်မြန်မာနိုင်ငံအတွင်းမှာဆိုလို့ရှိရင်တက်တန်းကြီးရင်နဲ့ကျောင်းထဲမှာပါဝင်နေနောက်ပြီးတော့ပထမဆုံးထိတင်ပွဲလုပ်တဲ့ဖျားကျောင်းနဲ့ဖြစ်တယ်လေပြည်လက်ခတ်ဟိန္ဒူဘုရားကျောင်းကဆူတောင်းပြည်တယ်လို့နာမည်ကြီးရဲ့အတွက်ကြောင့်ဟိန္ဒူဘာသာဝင်တွေမကအောင်လာနို့လို့ဗုဒ္ဓဘာသာဝင်တွေကလည်းလာပြီးတော့ဆူတောင်းဒိတ်တယ်ပြုကြတယ်လာနို့နဲ့ဆိုလို့ရှိရင်ခရစ်ယာန်ဘာသာဝင်တွေကလည်းလာနို့လို့လိုက်ဖို့ပေးနေပါလာသေးတာဘုရားကျောင်းလာရောက်တဲ့သူတွေကသူတို့ရဲ့အကဲခဲတွေကိုလာရောက်အထိတ်ထန်တဲ့လူတွေရှိသလိုသားစုပန်တဲ့လူတွေလည်းရှိကြတယ်ဆူတောင်းဒိတ်ထန်ပြည့်ကြတဲ့အခါမှာလူမှုရေးစီးပွားရေးကျန်းမာရေးစားတွေမြန်မာနိုင်ငံနဲ့မကောက်အိန္ဒိယနိုင်ငံကပါလာပြီးတော့ဆူတောင်းတာတွေလည်းရှိရတယ်လို့သိရပါတယ်။များသောအားဖြင့်တော့ပစ္စည်းပြောက်တာငွေကြေးလိမ်လည်ခံရတာပြုတ်စားခံရတာတွေကိုလာပြီးတော့တိုင်တန်းကြတယ်လို့သိရတယ်ရှင်။တိုင်တန်းတာတွေကိုအမှန်တကယ်ဖြေရှင်းပေးပြီးတော့လာတဲ့တိုင်တန်းသူတွေကမှန်ကန်မှုတော့ရှိရမှာပေါ့နော်။ယုံကြည်အားကိုးတဲ့သူတွေအတွက်အားတစ်ခုပဲမဟုတ်လို့ယုံကြည်သူတွေအနေနဲ့သွားရောက်အားကိုးနိုင်တယ်လို့မယုံကြည်တဲ့သူတွေအနေနဲ့ကတော့အပြစ်မပြောသင့်ဘူးပေါ့နော်ဆူတောင်းလဲပြည့်တယ်လို့ပေးထားတဲ့ဂရိကဝတ်တွေကိုလည်းပြန်ပြီးတော့မမေ့လျော့ပြုလုပ်ပေးရတယ်တဲ့မေ့လျော့ခဲ့တယ်ဆိုလို့ရှိရင်လည်းအပြစ်ပေးခြင်းခံရတယ်လို့လည်းဥပမာတာရကတွေရှိခဲ့တယ်လို့လည်းလေ့လာရတယ်ရှင်ဒီဖျားเจ้าမှာကအမှုတွေတိုင်တန်းလို့ရတယ်တရားရုံးအမှုတိုင်တယ်လို့ပဲရက်ချင်းပြန်ပြီးရလေအမှုတိုင်လို့ရှိရင်ဈေးနှုန်း9000အမှုရုပ်သိမ်းမယ်ဆိုရင်9500ကျတင်ပါတယ်ကြော်ပွဲကတ်တဲ့အခါဆိုလို့ရှိရင်ဟိန္ဒူဘုန်းကြီးကနေကတ်ပေးပါတယ်အင်္ဂါနေ့နဲ့တောက်ကြနေ့ကတော့အမှုတိုင်တန်းနဲ့ရက်ဖြစ်တာမို့လို့လူစီကားတယ်လေကျမရေးအတွက်ဆိုရင်လည်းစုတောင်းတဲ့သူရဲ့ခန္ဓာကိုယ်နဲ့မီးပူဇော်ကြပါတယ်ရှင်အော်သားစုပန်နဲ့ကြောင်ပြောမယ်ရလာလို့ရှိရင်ရင်သွေးကိုဖျားပွဲနေမှာကြံပကတ်တမ်းမိရဲ့ကြံလေပကတ်ထမ်းပြီးအဖေဖြစ်သူကအမေဖြစ်သူကအနောက်ကနေပြီးဖျားကိုလာရောက်ပြီးတော့ပြသရတယ်။တခြားအတိတ်ထက်အောင်တဲ့သူတွေကတော့ဖျားပွဲတော်ဖြစ်တဲ့မီးနှင်းပွဲမှာပြုလုပ်ကြပါတယ်။အဲ့မှာဆိုရင်စတုဒီတာကတော့ဖျားဖူးတိုင်းကိုတတ်လို့ကျွေးရဖြစ်ပါတယ်။ဒါတော့ကျောင်းရဲ့တောင်ဘက်ဓမ္မယုံမှာဆိုရင်မနေ့17နာရီကနေစပြီးတော့ကျွေးရပါ။အဲ့ဒီမှာထွက်လာတဲ့ဒီ26ဧကရှိတဲ့လေပိုင်ပေါ့နော်အဲ့ဒီကထွက်တဲ့ဆန်းနဲ့ပဲကျွေးရပါလုံးဝမယောင်းမနဲ့စတုဒီတာကျွေးရပါရှင်အဲ့တော့လူမျိုးမရွေးဘာသာမရွေးလာရောက်ဖူးမြော်နိုင်တယ်လေ့လာနိုင်တယ်ယုံကြည်မှုကြောင့်လည်းလာရောက်နိုင်တယ်လေ့လာခြင်းစိတ်နဲ့လေ့လာလို့ရပါတယ်လမ်းညွှန်ပေးမယ်နော်ကြောက်တန်းမျိုးကနေ3မိုင်ဝေးပြီးတော့ YBS 33 31 95 80စီးလိုက်ပါပဲလော်ဖို့မှတ်တိုင်ကနေဆင်းလိုက်ပါပြီးရင် cycle carry လေးနဲ့သွားလို့ရပါတယ်ရှင်အဲ့တော့လာမျိုးကတော့ပြည်လက်ခတ်ဖျားကြောင်ကိုလေ့လာရင်းနဲ့အနေနဲ့ပေါ့နော်လာနိုတို့ရောက်ခဲ့တယ်အဲ့ဒီမှာလည်းမပြောအောင်ငပြောဘဲနဲ့လာနိုဆူတောင်းခဲ့တယ်နောက်ပြီးတဲ့ခါကျတော့ငါးစာတွေလည်းကျွေးခဲ့တယ်ခွေးစာတွေလည်းကျွေးခဲ့တယ်ခုနှစ်ရက်သားသမီးပေါင်းစိတ်ချမ်းသာဖို့အတွက်ကိုလည်းလာနိုကဆူတောင်းခဲ့ပါတယ်